Hello မင်္ဂလာပါရှင် Behind the Toast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်းမှာမိတ်ဆက်ပေးထားတဲ့ဒီ How to create itinerary ဆိုတာလေးကိုဒီမှာအသေးစိတ်လေးရှင်းပြပေးမယ်နော် Define the purpose သူကတော့ခီးစဉ်တစ်ခုစဆွဲတော့မယ်ဆိုရင်အခုဆွဲမဲ့ခီးစဉ်က collective လား incentive လားဒါမှမဟုတ် FID package လားပေါ့အဲ့ဒါကိုအရင်သိနေရမယ်အဲ့မှာ collective ဆိုတာကဘာကိုပြောရလဲဆိုရင်ဒီ company တွေဘက်ကဆွဲပြီးသားအစီအစဉ်တိုင်းထုတ်ရောင်းတဲ့တူမြင်တောင်ပြောရမယ်ဆိုရင်ဒီတချံတို့သတင်းကျွတ်တို့လိုပရက်ရှည်ဒီမှာသွားဖို့အတွက်ဘယ်လိုခီးစဉ်လေးတွေတော့ရှိပါတယ်ဈေးကတော့ဘယ်လောက်ပါဆိုတာကိုတခါတည်းဈေးပါတတ်မှတ်ပြီးတော့လူတွေစုလိုက်ပြီးတော့မှဒီလူ company ဘက်ကတတ်မှတ်ထားတဲ့လူကြီးပေါ့နော်20ဖြင့်20 15ဖြင့်15အဲ့လောက်နဲ့သွားကြတာဟိုဘက်ကမိသားစုက3ယောက်ဒီဘက်ကတငယ်ချင်းအုပ်စု3ယောက်အဲ့လိုမျိုးနဲ့စုပေါင်းတတ်မှတ်ထားတဲ့လူကြီးပြည့်အောင်တိုးရောင်းပြီးတော့ထွက်တာသူ့ကို collective လို့ခေါ်တယ်တချမ်းနေပါဒီမှာသွားတဲ့ဟာမျိုးပေါ့နောက် incentive ဆိုတာကကြတော့ company တွေကနေနှစ်စဉ် annual trip သွားတာမျိုးတင်းပေတွေနေအတွက်ခီးပို့ပေးတာမျိုးတွေ company တွေဘက်ကနေပြီးတော့မှကုန်ကြစရိတ်ခံပြီးတော့ sales target ပြည့်လို့ဘယ်နိုင်ငံကိုလိုက်ပို့တယ်ဆိုတာမျိုးတွေကိုခေါ်တာပါ corporate company ကနေပြီးတော့မှထားပါတော့လူ20စာ30စာလောက်ဘယ်2လပိုင်းမှာတော့ဘယ်ကိုသွားဖို့ရှိတယ်အဲ့ဒါလေးကိုခီးစဉ်တည်တံ့စီစဉ်ပေးပါဆိုတာမျိုးကို incentive လို့ခေါ်တယ်FID ကကြတော့ free independent traveler လို့ခေါ်တယ်သူကတော့ကိုယ့်လူနဲ့ကိုအချင်းချင်းပေါ့နော်မိသားစုလိုက်ဖဲ9ယောက်လောက်ဖဲသွားခြင်းတာ3ယောက်လောက်ဖဲသွားခြင်းတာရက်ကတော့ဘယ်ရက်ကနေဘယ်အထိဒါမှမဟုတ်လို့ရှိရင်ဘယ်ရက်ပိုင်းလောက်မှာ3ည4ရက်လောက်ဒါမှမဟုတ်4ည5ရက်လောက်အဲ့ရဝင်းချင်းတည်တံ့နေစီစဉ်ပေးပါဆိုတာမျိုးကိုခေါ်တယ် FID ညာတော့အဖြစ်10ယောက်အောက်ကိုတော့ FID လို့ခေါ်တယ်သူတတ်မှတ်ထားတဲ့ group site ပေါ်မှာမူတည်တာပေါ့နော်10ယောက်ကနေအထက်ဆိုရင်တော့ဒါက group တို့ဖြစ်သွားတာပေါ့တချို့ရုံးတွေမှာဆိုရင်တော့9ယောက်10ယောက်အထက်ဆိုရင် group လို့တတ်မှတ်လိုက်တာလည်းရှိတယ်အဲ့တော့ group အတွက် tour package လိုချင်တာလားဒါမှမဟုတ်တည်တံ့မိသားစုလိုက်သွားမယ် private အတွက်လားဆိုတာကိုအရင်ဆုံးသိတော့မှသာ itinerary ဆွဲတဲ့အခါမှာဘယ်လိုလမ်းကြောင်းမျိုးသွားပေးရင်တော့တင့်တော်လဲဆိုတာကိုဆုံးဖြတ်ပေးနိုင်မှာပါเนาะအဲ့ခါမှာ inquiry ကောက်တဲ့အခါမှာလည်းအရေးကြီးပါတယ်သွားမယ့်သူတွေကဘယ်ရွယ်တွေလဲဆိုတာကိုအတိအကျကြီးမဟုတ်ရင်တော့မှအကြမ်းဖြစ်နေတော့မိရပါမယ်เนาะမဟုတ်ရင်ဒီတက်ကြီးပိုင်းနေသွားမဲ့ခရီးစဉ်တွေကိုကွာ sport activities တွေထည့်ပေးတာမျိုးတွေအများကြီးတွေအဲ့လိုမျိုးဖြစ်နေရမျိုးတွေဆိုကြိုက်မှာမဟုတ်ဘူးလေเนาะသူတို့ကြတော့တက်တာလေးသွားချင်ကြတာများတယ်ဆိုတော့လေအဲ့မှာတီးတန့်စီစဉ်ပေးရတဲ့ခရီးစဉ်တွေကိုနောက်တစ်မျိုးဘယ်လိုခေါ်လဲဆိုရင် customize to tailor made to လို့လည်းခေါ်ကြရတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးသွားမလဲဆိုတာကိုသိသွားပြီးဆိုရင်တော့ဘယ်နှစ်ရက်သွားလဲမလဲဘယ်ကိုသွားလဲမလဲဆိုတာကိုစဉ်းစားပေးရမယ်အဲ့မှာဧည့်သည်ကပေးရ10ရက်လောက်တော့ရှိတယ်အဲ့ရက်ထဲမှာနိုင်ငံခြားခရီးစဉ်တစ်ခုထွက်ချင်တာဘယ်ကိုသွားရမလဲမသိဘူးဖြစ်နေရမျိုးတွေရှိတတ်တယ်အဲ့ခါကျရင်ကိုကအမကြီးအကိုကြီးပေါ့အရင်ကတော့ဘယ်နေရာလဲထားဖို့ပြီးလဲပေးရက်ကရောဘယ်ရက်ပိုင်းလောက်လဲအဲ့မှာအမတို့မှာဘတ်ဂျက်ရှိလားအကိုတို့မှာဘတ်ဂျက်ရှိလားပေါ့နော်တယောက်ကိုဘယ်လောက်သုံးမယ်စဉ်းစားထားလဲဆိုတာတွေကိုမေးရမယ်အဲ့ပေါ်မှာမူတည်ပြီးတော့မှနေရာကိုကူပြီးတော့စဉ်းစားပေးရမယ်ဥပမာသူ့ရဲ့ဘတ်ဂျက်နဲ့လုံလောက်လဲပတ်လို့ရပြီးတော့သူတို့မရဘူးသေးတဲ့နေရာတွေကိုကိုကအကြံပေးရမယ်ပေါ့နော်ဥပမာအမရေဈေးတက်နဲ့ဈေးလဲတက်နဲ့ရှူကင်းလှလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ဘာလီရောစိတ်ဝင်စားလားဘာလီဆိုရင်တော့ water sports တွေလည်းလုပ်လို့ရတယ်ပေါ့နော်ဒီကြောင့်ဖူးပြီးသားမဟုတ်ရင်ပြောတာပေါ့နော်ဒါမှမဟုတ်ဗီယက်နမ်ပေါ့အဲ့လိုနေရာတစ်ခုချင်းစီကိုတေးချာလေးဘာလီဆိုရင်တော့ဘယ်လိုလေးတွေရှိမယ်ဗီယက်နမ်ဆိုရင်တော့ဘယ်မျိုးလေးတွေကလဲလို့ကောင်းတယ်ဘယ်လိုအနေထားလေးတွေရှိရဲအဲ့လိုမျိုးပေါ့တေချာလေးရှင်းပြပြီးတော့သူတို့လဲပတ်လို့ရမယ့်နေရာတွေကိုဆုံးဖြတ်နိုင်အောင်လို့ကူညီပေးရမယ်entry and exit ကတော့ဒီခီးစဉ်လမ်းကြောင်းဆိုရင်လည်းပေါ့နော်ဘယ်လေစိတ်ကနေဆင်းပြီးတော့ဘယ်မျိုးကနေပြန်ထွက်လို့ရလဲအဲ့ဒါလေးကိုပါအသိပေးလို့ရတယ်နိုင်ငံတနိုင်ငံကိုသွားလည်မယ်ဆိုရင်တစ်မျိုးလေးလဲတာမဟုတ်ဘဲနဲ့ဒီ2မျိုး3မျိုးလဲကြတယ်အဲ့လိုမျိုးလဲတာဆိုရင်လေယာဉ်ရဲ့ arrival နဲ့ departure ကမျိုးမတူနိုင်ဘူးဥပမာတရုတ်ပြည်ဆိုရင်ရှန်ဟိုင်းကနေဝင်ပြီးတော့မှအခြားမျိုးတွေလည်းသွားလဲခြင်းနဲ့ဘယ်သွားမလဲတော့မသိသေးဘူးဆိုရင်မရေအကိုရေရှန်ဟိုင်းကနေဝင်ပြီးတော့သွားလဲမယ်ဆိုရင်ဘေကျင်းကနေလည်းရန်ကုန်ကိုပြန်လို့ရတယ်အဲ့ဆိုလို့ရှိရင်ရှန်ဟိုင်းရှီယန်ဘေကျင်းဒါမှမဟုတ်ကွမ်ကျိုးအဲ့လိုမျိုးတွေသွားလဲလို့ရတယ်ဘေဂျင်းကနေပြန်ထွက်ပေါ့နော်အဲ့လိုမျိုးလေးနဲ့
သူတို့ကိုနောက်ဆုံးပြန်ကန်နေကိုရောက်နေမယ်မျိုးကပြန်ထွက်လို့ရမရခီးတဲ့ဧည့်သည်ပြောတဲ့အတိုင်းသွားလို့ရမရပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ပြောပြပေးရမယ်တကယ်လို့ပေါ့နော်ရန်ကုန်ကိုပြန်လို့ရတယ် flight ဒီ day မသိသေးဘူးဆိုရင်တော့မှအမရေအဲ့ရနေတော့ပြန်လို့ရတယ် flight ရှိချောင်သိရင်ရတယ်ပေါ့ဒါလေးတွေကကိုသိနေတဲ့အခါမှာဧည့်သည်ကိုလမ်းညွှန်ပေးလို့ရတာပေါ့နော်ဒါဆိုရင်တော့ဘယ်လိုခီးစဉ်မျိုးလဲဆိုတာကိုလည်းသိပြီးဘယ်နှစ်ရက်ဘယ်နေရာကိုသွားလိမ့်မလဲဆိုတာကိုလည်းကိုလည်းသိနေပြီဆိုတော့တရက်ချင်းစီမှာဘယ်လိုလဲပတ်ကြမလဲဆိုတာကိုစပြီးတော့စီစဉ်ရတော့မယ်ဆိုတော့တရက်ချင်းစီစီစဉ်ဆွဲတော့မယ်ဒါကတော့ဥပမာအနေနဲ့ပြထားတာဧည့်သည်ကိုပေးရမယ့် proposal ကမြန်မာလိုပဲတုံးကြတယ်နော်သွားမဲ့ထဲမှာနိုင်ငံသားပါတာမှုလို့အင်္ဂလိပ်လိုလေးပါပြပေးပါဆိုမှဒါအင်္ဂလိပ်လို proposal ပြင်ပေးတယ်ကိုသိနေပြီးသားကိုနဲ့သွားနေကြ company တွေအတွက်ဆိုရင်တော့တခါတည်းအင်္ဂလိပ်လိုရောမြန်မာလိုရောပြင်ပေးရတယ်ပေါ့နော်အခုပြထားတာကအကျန်းအနေနဲ့ပြထားတာဒါအဆအဆုံးတော့မဟုတ်သေးဘူးဒီတိုင်းပဲပြလိုက်လို့လည်းမရသေးဘူးเนาะအခြား episode တွေမှာ itinerary တစ်ခုလုံးဆွဲပြပြီးတော့ proposal တစ်ခုထွက်လာတဲ့အထိပြမှာမဟုတ်လို့အခုလောလောဆယ်တော့ဘယ်နေရာအတွက်ဘယ်နှညအဲ့ itinerary လေးဆွဲပေးပါလို့ပြောလိုက်တာနဲ့ဘယ်လိုပုံစံလေးလုပ်ရမလဲဆိုတာမျက်လုံးလေးမြင်ရပါပြီဒါကလောလောဆယ်ပြည်တွင်းအနေနဲ့လုပ်ပြထားတာပါ day by day activity ဆိုတာဘယ်လိုရေးရလဲဆိုတာသိအောင်ပါเนาะအဲ့တော့အဲ့ day by day activity မှာဘာတွေပါမလဲဆိုရင်ဆက်စချင်းဧည့်သည်သွားခြင်းနဲ့ရက်ပြီးရင်ကိုရှိရ date ပေါ့နော်ကိုရှိရနေပြီးတော့ဒီစပြီးတော့ထွက်ပြီးဧည့်သည်နဲ့တွေ့ပြီးစထွက်ပြီးဆိုတာနဲ့သူဒီ day 1ပြီးအဲ့ day 1မှာဘာတွေလုပ်မလဲ destination ဆိုပြီးတော့ပေါ့နော် day 1မှာဘာတွေလုပ်ရမလဲဆိုတဲ့ဟာဒီ day ဒီမှာဆိုရင် admin ကရန်ကုန်ကနေပြီးတော့မှအင်းလေးဘက်သွားတာမျိုးကိုအကြမ်းဖြင့်ပြောပြထားတယ်သူက flight နဲ့သွားမယ်လို့ပဲလုပ်ပြထားတယ်ပေါ့နော်ပုံမှန်တော့ကားနဲ့လည်းသွားကြတာတွေရှိတယ်ဟဲဟိုးကိုမနက် flight ရှင်မနက် flight နဲ့သွားမယ်ပေါ့အဲ့ဒီမှာရန်ကုန်ကနေပြီးတော့လေယာဉ်နဲ့သွားမယ်ပြီးရင်လေဆိပ်ရောက်မယ်ဟဲဟိုးလေဆိပ်ကနေပြီးတော့မှဘလောက်စီတာကားနဲ့ဟိုတယ်ကိုသွားမယ်ပြီးရင်အဲ့ဒီအချိန်မှာအေးဆေးဆေးပဲနားပြီးတော့မှညစာကိုစားတောက်ဆိုင်မှာသုံးဆောင်မယ်ပြီးရင်ဟိုတယ်မှာတညအိပ်မယ်ဒါ day 1ရဲ့ activity accommodation ကနေရာမှာကတော့ဒီ hotel name ပေါ့နော် hotel ကဘလောက် star ဆိုတာပါသိရင်တခါတည်းထည့်ပြီးရင် day 2မှာကတော့ဘာတွေလုပ်မယ်ပေါ့ထုံးစံအတိုင်းမနက်စာစားမယ်မနက်ကနေပြီးတော့ညမိုးချုပ်အိတ်တဲ့အထိ hotel ပြန်ရောက်တဲ့အထိအကုန်လုံးကိုရေးပေးရမှာအဲ့တော့ hotel မနက်စာစားမယ်ပြီးသွားရင် boat trip အင်းလေးမှာဆိုရင် boat trip သွားလို့ရတာလေးရှိရဲအဲ့တော့ boat trip သွားမယ် boat trip မှာဘာတွေရှိမလဲဒါကနေရာလေးတွေကိုပဲရေးပြထားတာတကယ်တော့များသောအားဖြင့်နေရာ attraction ကဘာကြောင့်ကြော်ကြားလဲဆိုတဲ့ဟာလေးတွေကိုပါနောက်မှာရေးပေးတယ်အဲ့ဒါကတော့ခုနပြောသလိုပဲ itinerary ကို proposal တစ်ခုလုပ်တဲ့အခါမှာဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုပြပေးမယ်ပေါ့နော်ဒီမှာအင်းလေးမှာဆိုလို့ရှိရင် boat trip သွားလို့ရတယ် boat trip မှာဖောင်တော်ဦးတွေအင်းဒိန်နေမိုင်းတော့တထားတွေအဲ့လိုမျိုးသွားလို့ရတယ်ပြီးရင်နာမည်ကျော်ရကန်းယုံနေနောက်ပြီးတော့ဒီငွေပရိန်နေပေါ့နော်အဲ့လိုမျိုးတွေသွားပြီးတော့မှဒင်နာစားမယ်ဒင်နာစားပြီးရင်ဟိုတယ်မှာတညပြန်အိပ်မယ်အဲ့ဒီမှာဟိုတယ်ဒီအရင်နေ့ကအင်းလေးမှာအိတ်ခဲ့တဲ့ဟိုတယ်လည်းဖြစ်ချင်မှဖြစ်မယ်မဟုတ်ဘဲနဲ့အဲ့ဒီကနေပြီးတော့မှကဲကလောကိုဆင်းမယ်ဆိုပြီးကလောဆင်းသွားပြီးတော့မှကလောခဲဟိုတယ်လည်းဖြစ်သွားနိုင်တယ်ဟိုတယ် name ကတော့တူချင်မှတူမယ်ပေါ့ဒီနေ့မှာဘဲဟိုတယ်မှာအိပ်မယ်ဒီနေ့မှာဘဲဟိုတယ်မှာအိပ်မယ်ဆိုတော့တရက်ချင်းစီရဲ့ဟိုတယ်အလိုက်ကိုဖော်ပြပေးရမှာပေါ့နော်အဲ့ဒါလေးကိုပြောတာပါ day by day activity ဆိုတာကပြီးရင်ဒီမှာကဘာလို့နေလဲဆိုတော့မနက်စာနေ့လယ်စာညစာ meals ပေါ့နော်အဲ့ဒါဗမာစားမယ်ဆိုတာမပြထားရသေးသလိုဗမာမလည်းမထည့်ထားသေးဘူးအဲ့တော့ဧည့်သည်ကတော့ fully package နဲ့လိုချင်တာဆိုရင်အနောက်က inclusive exclusive မှာလည်းထည့်ပြပေးလို့ရတယ်ပေါ့နော်ဒါက plan day by day activity ကိုပဲတည်တံ့ပြထားပေးတာဖြစ်တဲ့အတွက်အဲ့ဒီ detail တွေတော့မပါသေးဘူးเนาะပြီးသွားရင်တော့ဒီ days and cost ဆိုတာကကြတော့ proposal ထဲမှာအသေးစိတ်အနေနဲ့ဘာတွေထည့်ပေးရမလဲဆိုတာကိုပြောတာပါခုနပြောသွားတဲ့တရက်ချင်းစီလဲပတ်မဲ့ပုံစံစားတောက်ဆိုင်ပိုင်းစားတောက်ဆိုင်ပေါ့နော်ပြီးရင်ဘယ်ဟိုတယ်မှာတဲမလဲဆိုတာတွေစားတောက်ဆိုင်ကဥမာ local အတွက်ဆိုရင်တော့ချက်ချင်းထည့်ပေးလို့ရပါမယ်ပြည်ပအတွက်ဆိုရင်တော့ချက်ချင်းမသိနိုင်တာမျိုးတွေလည်းရှိရယ်เนาะအပြောင်းလဲရှိနိုင်တာပေါ့ပြီးရင်ဘယ်လိုကားမျိုးနဲ့သွားမှလဲဘယ်လောက်စီတာလဲမာစကန်နီယာကားဆိုလို့ရှိရင်26စီတာလား40စီတာလားသွားမဲ့ဧည့်သည်ဥယေပေါ်မှာမူတည်ပြီးတော့မှအဆင်ပြေအောင်တုံးထားပေးရတာပေါ့နော်လေရင်ဆိုရင်လည်းဘာ airline တွေရှိလဲဘယ်လို airline မျိုးနဲ့သွားမှလဲပေါ့ပြင်ဖဲချိန်နဲ့ခိုက်ကာကောပါလား
တကယ်လို့ guide ပါလားဆိုရင်ငါကြတော့လေ domestic တွေမှာဆိုရင်တော့ guide ထက်တိုးလီတာနဲ့သွားကြတာများတယ် inbound ဆိုရင်တော့မဖြစ်မနေ guide ထည့်ပေးရပါရဲ့เนาะပြီးရင် optional service ဆိုတာကကြတော့ဥပမာအနေနဲ့သွားတယ်ထားပါတော့ငွေဆောင်သွားလဲတယ်ဆိုရင်ဥပမာအဲ့မှာ boat trip အနေနဲ့တခြားကျွန်းတွေကိုသွားလဲခြင်းအခုဖော်ပြထားတဲ့ကုန်ကြစရိတ်အပြင်ကိုတယောက်ကိုဘလောက်ထပ်ပေါင်းကုန်ကြပါမယ်ဆိုတာမျိုးအဲ့လိုမျိုးပေါ့နော်သွားလည်မဲ့နေရာမှာလုံးလို့ရတဲ့ activity တွေကိုပါဖော်ပြထားပေးတာကိုခေါ်တာပါရှင်နောက်ဆုံးကတော့ကုန်ကြစရိတ်ပေါ့တယောက်ကိုဘလောက်ကြပါမယ်ဆိုတာရဲ့အဲ့ဒီကုန်ကြစရိတ်ထဲမှာဘယ် service တွေကတော့ပါဝင်ပြီးတော့ဘာတွေကတော့မပါဝင်ပါဘူးဆိုတော့ inclusive exclusive ကိုဖော်ပြပေးရမယ်ဒါက proposal တစ်ခုမှမဖြစ်မနေထည့်ပေးရမယ့်ဟာတွေပါဒါမှသာလျှင်ဧည့်သည်ကရှင်းရှင်းလင်းလင်းသိမှာပေါ့နော် child policy သူကတော့ခလေးပါလာရင်ခလေးအတွက်ဘလောက်ပေးရမှာလဲပေါ့ဧည့်သည်တွေကခလေးငယ်ငယ်လေးပါတယ်တခန်းနဲ့ပဲနေဘယ်လိုပေးရမလဲဒါမဲ့တစ်ခါတလေချိုင်သူတို့ပြောတဲ့ခလေးငယ်ငယ်လေးဆိုတာက hotel policy ရဆိုရင်လူကြီးဖြစ်နေရမျိုးကြီးလည်းရှိတတ်တယ်အဲ့ဒါမျိုးတွေကအများတန်းရှိရပေါ့နော်အဲ့တော့ဒီမှာဥပမာလေးပြထားပေးတယ်ဟိုတယ်နဲ့တိုးပေါ်မှာမူတည်ပြီးတော့သွားမဲ့ခီးစဉ်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီ child policy တွေကတော့ကွဲလဲနိုင်တယ်နော်ပြပအတွက်ဆိုရင် supplier ရှိကပြန်ပို့လာပေးတဲ့ proposal ကိုတေချာနားလဲအောင်ဖတ်ရပါတယ် child policy မပါရင်ပြန်မေးရပါတယ်ပြည်ရင်းအတွက်ဆိုရင်တော့ hotel တွေကိုစုံစမ်းတဲ့ကကိုတိုင်းတစ်ခါတည်းမေးပါchild policy နဲ့ပတ်သက်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နိုင်ငံအတွက်ပဲဖြစ်ဖြစ်ကိုကသိနေရမှာရှိတယ်အဲ့ဒါကခလေးနဲ့လူကြီးနဲ့နှစ်ယောက်တည်းတခန်းနေမှာဆိုရင်အဲ့ဒီခလေးကဘယ်ရွယ်ပဲဖြစ်ဖြစ်လူကြီးသေးပဲပေးရမယ်ဆိုတာပါအဲ့လိုမဟုတ်ဘူးလူကြီးနှစ်ယောက်နဲ့ခလေးတစ်ယောက်ကိုတခန်းအဲ့လိုဆိုမှသာမြင်ခလေးစေးကတက်တက်ထွက်လာမှာပါအဲ့ဒါကိုမှခလေးက extra bed ယူရင်ဘလောက် extra bed မယူဘဲနဲ့မိဘနဲ့ပဲတူတူအိတ်မယ်ဆိုရင်ဘလောက်ဆိုတာပြန်ခွဲတွက်ပေးရပါတယ်အဲ့ဒါကတော့ဒီ operation ဘိုင်းမှာတေချာလေးရှင်းပြပေးပါမယ်เนาะအခုဒီမှာexample အနေနဲ့ရေးပြထားတာမျိုးလေးတွေပေါ့နော် supplier တွေ hotel တွေဘက်ကနေပြီးတော့ proposal ပို့လာတဲ့အခါမှာပါလာတဲ့ပုံစံမျိုးလေးရေးပြထားတာပါနှစ်နှစ်အောက်ကလေးဆိုရင် FOC free of charge ပါနှစ်နှစ်နဲ့6နှစ်အထိအဲ့ခလေးအဲ့ဒါကိုမှ extra bed နဲ့နေမှာဆိုလို့ရှိရင်တော့သူဒီလူကြီးစိတ်အတိုင်းပေးရပါမယ်ဒါပေမဲ့အဲ့ခလေးက extra bed မယူဘဲနဲ့လူကြီးနဲ့အတူတူအိတ်မှာဆိုရင်တော့လူကြီးဈေးရဲ့85%ရာခိုင်နှုန်းပဲပေးရပါမယ်တဲ့ဒါက child policy ဆိုတာဘယ်လိုပုံစံမျိုးလေးဆိုတာလေးပြောပြထားတာပါ disclaimer ဆိုတာကလေတိုးရရဲ့နောက်ဆုံးမှထည့်တတ်ကြတဲ့ပုံစံပေါ့နော်သူကတော့ဒီခီးသားကုမ္ပဏီတွေဘက်ကမထိန်ချုပ်နိုင်တဲ့အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေအတွက်ကုမ္ပဏီမှာတာဝန်မရှိကြောင်းအဲ့လိုမျိုးလေးပေါ့နော်တတိပေးဖော်ပြထားတဲ့စာသားလေးပါ statement လေးတစ်ခုပေါ့အဲ့လိုမျိုးဆိုရင်ဘယ်လိုဟာမျိုးကိုပြောတာလဲပေါ့ဘယ်လိုမျိုးလဲဆိုရင်ဒီရာသီဥတုကြောင့်ပဲဖြစ်ဖြစ်ရုတ်တရက် government ဘက်ကနေပြီးတော့မှဒီအကြောင်းမျိုးကြောင့်ဗန္ဒနာရက်နေဗန္ဒနာရီတွင် flight တွေမထွက်ရတာမျိုးအဲ့ဒါမျိုးတွေဆိုရင်ကိုကကြိုတင်ဝယ်ပြီးသား flight တွေကချိန်သွားရောကိုဝယ်ထားတဲ့အချိန်တွေကပြောင်းသွားတယ်အဲ့ခါကြလို့ရှိရင်တစ်ဖက်မှာဘာဖြစ်လဲဆိုတော့တိုးစီစဉ်ထားတဲ့အခါမှာတိုးဘက်ကနေလည်း delay တွေဖြစ်သွားတာတွေရှိတယ်အဲ့ဒါတွေအတွက်ဆိုရင်တကယ်ကတိုးကုမ္ပဏီတွေဘက်ကတော့အတက်နိုင်ဆုံးအမြဲတမ်းဖြည့်ရှင်းပေးတယ်တခါတလေအဲ့လိုအခြေအနေမှာ airline တွေကဈေးပါပြောင်းသွားတာတွေရှိတယ်အဲ့လိုအခြေအနေဆိုရင်တိုးဘက်ကအတက်နိုင်ဆုံးညှိနှိုင်းပေးတာမျိုးလုပ်ပေးမယ်အဲ့လိုအခြေအနေမျိုးအတွက်အပြောင်းလဲတွေကိုယ့်ဘက်ကလုပ်ပေးလို့မရတဲ့ဒီ agency ဘက်ကတာဝန်ယူပေးလို့မရတဲ့ဟာတွေလည်းရှိချောင်းအဲ့လိုအခြေအနေမျိုးတွေဆိုလို့ရှိရင်တာဝန်ယူပေးလို့မရချောင်းအဲ့လိုမျိုးလေးကိုဖော်ပြပေးထားတာပေါ့နော်အဲ့တော့ recap လေးဒီ chapter ဒီ episode ကို recap လေးလုပ်ရမယ်ဆိုရင် plan တိုးတစ်ခုဧည့်သည်နဲ့စကားပြောဖို့အတွက် plan တဲ့အခါမှာပထမဦးဆုံးဘာအတွက်သွားမှလဲသိရမယ်ဘယ်လို package မျိုးလဲဆိုတာသိရမယ်ပြီးရင်ဘယ်နေရာသွားမှလဲဘယ်နှညဘယ်နှရက်လောက်တော့ဧည့်သည်မှာအချိန်ရှိလဲဆိုတာကိုသိမယ်ပြီးတော့တာနဲ့ခရီးစဉ်နဲ့ညောင်းဆွဲမယ်တရက်ချင်းစီရဲ့ activity တွေကိုစဉ်းစားမယ်ကိုသိရင်လည်းသိပြီးသားထည့်ပေါ့နော်သိပြီးသားရေးပေးပေါ့ပြီးသွားတဲ့အခါကြလို့ရှိရင်ဘာရှိမလဲဆိုတော့ဒီ detail တွေ course တွေဈေးတွေတွက်ပေးရမယ်ဈေးတွက်တာတော့ detail မဟုတ်ဘူးအကျန်းဖြင့်ဒါကတော့ဈေးတွက်တာတွေဘာတွေက operation ဘိုင်းပဲရောက်သွားပြီပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့ကိုကဧည့်သည်ကိုပြောဖို့အတွက် knowledge ကတော့ရှိရမယ်အကျန်းဖြင့်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ခုနပြောတဲ့ဒီ child policy တွေ disclaimer တွေကိုဧည့်သည်ကိုကရှင်းပြရမယ်ဒါကတော့ဒီ episode လေးအတွက် recap လုပ်ပေးရပါ
နောက်ထပ် episode တွေမှာလည်းခီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ knowledge လေးတွေကို sharing လုပ်ပေးသွားအောင်မှာမှုန်းလို့ထို live ကိုစိတ်ဝင်စားရဲဆိုရင် channel လေးကို subscribe လုပ်သွားပေးပါနော် thank you